မတတ်နိုင်ဘူးသိတာတွေမသိတာတွေလုံမနေနဲ့ခင်ဗျာစူးစူးလို့ပဲပြည်တဲ့နော်ခလုတ်တိုက်လို့ပဲပြည်တဲ့ဘိုင်းတဲ့သိုးဝင်လို့ပဲပြည်တဲ့ပြည်ဆိုရင်တော့ဖောက်ထုတ်ရမှာဗျာဖောက်မထုတ်လို့မှမရတာဖက်တဲ့အရေးလို့ပြောတယ်ဒါပေမဲ့ဗျာကျွန်တော်ပွင့်နေပြီဗျာလက်တွေ့လုံနေတာကတော့ခင်ဗျာသူတို့ရဲ့စီးပွားရေးပဲလုံနေတာပဲနိုင်ငံတကာဖြစ်တဲ့ကူပွဲတော်များကျင်းပနေကြချိန်မှာပဲကရင်ပြည်နယ်မြဝတီခြေဆိုင် BGF တပ်တွေကြားမှာတော့တပ်ဖွဲ့နာမည်သစ်ဘက်တစိတ်သစ်ပြောင်းလဲတက်ဆင်နေပြီးပြိုကွဲမှုအသင်ဆောင်တဲ့ပြောင်းလဲမှုတွေဖြစ်လာနေပါတယ်။အာဏာသိမ်းစစ်တပ်လက်အောက်ခံလို့အများသိထားကြတဲ့ BGF ဟာ၎င်းတို့ထိန်းချုပ်နယ်မြေမှာကြားဖြတ်နဲ့ပေါင်းပြီးစီးပွားရေးလုပ်နေရမှတရုတ်နိုင်ငံထိုင်းနိုင်ငံနဲ့အမေရိကန်အပါအဝင်ဝိုင်းပြီးကြားဖြတ်နှိမ့်နှင်းစင်ကစလို့အခုလိုပြဿနာပေါင်းစုံတက်နေတာဖြစ်ပြီးအခုတော့တပ်ဖွဲ့နာမည်ဘက်တစိတ်အပါအဝင်ဟိုဘက်ဒီဘက်ကွဲပြားမှုတွေထိဖြစ်ခဲ့တာပါ။အကြမ်းဖက်စစ်တပ်ရဲ့ပြန်ကြားရေးကဒီဇင်ဘာလ14ရက်နေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလဲဗိုလ်ချုပ်ဇော်မင်းထွန်းကသိလို့ဖြစ်စေမသိလို့ဖြစ်စေအွန်လိုင်းငွေလိမ်ဂိုင်းလုပ်တဲ့အဖွဲ့တွေကိုဘာကြောင့်ပြည်တက်ပြည်ဖောက်ထုတ်မှာဘဲလို့ကြုံဝါခဲ့တာကြောင့်တရုတ်ကိုကြောက်ရတဲ့စိတ်အုပ်စုကသူတို့လက်အောက်က PGF ကိုဘာလုပ်မှာလဲဆိုပြီးအများကစောင့်ကြည့်နေကြတာပါကိုကန့်ကြားဖြန့်ခေါင်းဆောင်တွေကိုတော့စိတ်အုပ်စုကမညာမတာဆိုသလိုပဲတရုတ်လက်အပ်ပြီးသေတွင်းကြစီခဲ့တာဖြစ်လို့အခုဒီချိန်မှာလဲအာနာသိန်းစစ်တပ်ဟာ၎င်းတို့ကိုယ်တိုင်မြဝတီတိုက်ပွဲမှာအားကိုးနေရတဲ့ BGF နဲ့ DKBA တို့ကိုရောတကယ်ပဲအရေးယူမှာလားဘလို့ပုံစံမျိုးလဲဆိုတာစိတ်ဝင်စားဖို့ကောင်းနေတယ်ဆိုရမှာပါဒီချိန်မှာပဲအတူရောင်ရွေးကောက်ပွဲပေါ်လာလို့ကြားဖြန့်သတင်းတွေငုတ်သွားပေမဲ့ကြားဖြန့်တရုတ်ခေါင်းဆောင်တွေကို BGF တပ်တွေကလုံခြုံရေးယူစောက်ရှောက်ပေးထားပြီးနယ်မြေသစ်ကြားဖြန့်ယုံတွေတိစောက်နေကြောင်းသတင်းတွေလည်းထွက်ခဲ့ပါတယ်အပြောင်းလဲကဘာမှဖြစ်လာတာမျိုးမရှိပါဘူးဒီနေ့နှစ်သက်ကူရက်မှာတော့နေကြားစောက်တပ် BGF ဟာကရင်မျိုးသားတပ်မတော် KNA အဖြစ်ပြောင်းလဲလိုက်ပြီလို့တရားဝင်အတည်ပြုသတင်းတွေကို BGF ဗိုလ်မှူးကြီးနိုင်မောင်စောကထုတ်ပြောလာပါတယ် BGF မှာတပ်နယ်၄ခုနဲ့ဖွဲ့စည်းထားပြီး KNA အဖြစ်ဗတ်တစိတ်နဲ့တူပြောင်းလဲလိုက်တာကတော့စောချစ်သူနဲ့စောတင်ဝင်းတို့ထိန်းချုပ်ရာတပ်နယ်2နဲ့တပ်နယ်3တို့ဖြစ်ကြောင်းလည်းသိရပါတယ်ဒါကြောင့်တပ်နယ်1နဲ့တပ်နယ်4ကစစ်တပ်လက်အောက်ခံကရင်နယ်ကြားစောက်တပ် BGF အဖြစ်ဆက်ရှိနေမယ်လို့အကြံပြင်းနားလည်ထားရပါတယ်တရားဝင်အတည်ပြုပြောဆိုကြေညာမှုတွေတော့မရှိသေးပါဘူး2026ခုနှစ်ဇန်နဝါရီလ4ရက်နေ့ရောက်ရင် BGF ဒေတာတချို့ကိုအာဏာသိမ်းစစ်တပ်တန်းလွှဲပေးဖို့သဘောတူထားပြီးဖြစ်ပေမဲ့ဒီဇင်ဘာ31အရောက်မှာပဲစစ်အုပ်စုရဲ့ချီမြန်တပ်မ44ဟာရွှေကုတ်ကိုနဲ့ KK ပတ်အပါဝင် BGF နယ်မြေတချို့ကိုဝင်ရောက်လာတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်ဒီသတင်းတွေကိုဘယ်ကမှအတည်ပြုနိုင်ခြင်းမရှိခင်မှာပဲဇန်နဝါရီလ1ရက်နေ့ရောက်မှာတော့အခုလိုရုတ်တရက် BGF ကနေ KNA ဖြစ်ပြီးဆိုတဲ့သတင်းတွေဇက်တိုက်ထွက်ခဲ့ကြတာပါBGF ပြန်ကြားရေးအနေနဲ့နိုင်မောင်စောပြောတာကတော့ကျွန်တော်တို့ဗတ်တစိတ်ပြောင်းလဲတယ်ဆိုတာမိမိတို့ကရင်အမျိုးသားရေးကိုရခင်ကတည်းကပုံမူဆောင်ရွက်နိုင်ဖို့ပါဒေတာတွင်းပြိပခဖြစ်ပေါ်စေမဲ့အရာတွေမလုပ်ပါဘူးအတိတ်ကငြိမ်းချမ်းရေးနဲ့ပြည်သူတွေလုံခြုံရေးကိုဦးစားပေးဆောင်ရွက်သွားမှာပါကျွန်တော်တို့ဘက်ကတော့ဘယ်အဖွဲ့အစည်းကိုမှရန်သူလိုသဘောမထားပါဘူးဆိုပြီးပြောပါတယ်BGF ဟာအစကတည်းကဟိုလိုဒီလိုတပ်ဖွဲ့ဖြစ်ပြီးနိုင်ငံရေးခံယူချက်နဲ့တော်လှန်ရေးယုံကြည်ချက်လည်းဝေဝါးတဲ့အဖွဲ့တစ်ခုလို့အများကသိထားကြတာပါBGF ကနေ KIA ဖြစ်သွားတဲ့သဘောထားကတော့မရှင်းပါဘူးဒေသခံတွေကတော့အခုလိုနာမည်ပြောင်းဗတ်တစိတ်ပြောင်းအဖွဲ့ခွဲမှုတွေကြောင့်စိုးရိမ်မှုတွေမြင့်တက်နေကြပါတယ် BGF ဖြစ်ဆက်ပြီးကြံမဲ့သူများရှိမရှိနဲ့တပ်ရင်းတပ်ဖွဲ့အင်အားမြည်မြ KIA ဖြစ်ပြောင်းလဲမယ်ဆိုတာလဲမသေးကွဲပဲရက်အနှဲငယ်အတွင်းထပ်မံအသိပေးသွားမှာဖြစ်ကြောင်းနိုင်မောင်စောကပြောဆိုထားပါတယ်ကျွန်တော်ပြောတဲ့စကားလုံးကမကောင်းတဲ့သွေးတော့ကျွန်တော်ဖောက်ထုတ်ရမှာပဲမတတ်နိုင်ဘူးသိတာတွေမသိတာတွေလုံမနေနဲ့ခင်ဗျာစူးစူးလို့ပဲပြည်တဲ့နော်ခလုတ်တိုက်လို့ပဲပြည်တဲ့ဘိုင်းတဲ့သိုးဝင်လို့ပဲပြည်တဲ့ပြည်ဆိုရင်တော့ဖောက်ထုတ်ရမှာဗျာဖောက်မထုတ်လို့မှမရတာဒါတော့ရှင်းရှင်းလေးနောက်တစ်ခုကတော့ EAO တွေနဲ့ပတ်သက်ပြောချင်တယ် EAO တွေနဲ့ကผู้အနေနဲ့ပြောရဗျာ EAO တွေကအကြောင်းပြချက်တွေမျိုးစုံပေးပါတယ်ဒီတိုင်းရင်းသားအရေးပေါ့နော်တိုင်းရင်းသားအရေးလို့ပြောတယ်လူမျိုးအရေးလို့ပြောတယ်ဖက်ဒရယ်အရေးလို့ပြောတယ်ဒါပေမဲ့ဗျာကျွန်တော်ผู้အနေနဲ့ပြောလက်တွေ့လုံနေတာကတော့ခင်ဗျာသူတို့ရဲ့စီးပွားရေးပဲလုံနေတာပဲ KNU ကနေ DKBA ကနေ BGF ကနေ KNA ဆိုပြီးအဆင့်ဆင့်ပြောင်းလဲနေပုံကိုကြည့်ရင်အာဏာရှင်စစ်တပ်ရဲ့အဆက်ဆက်ဖိနှိပ်သွေးခွဲမှုတွေအောင်မြင်တာသိနိုင်ပြီးကရင်တပ်အချင်းချင်းကြားညီညွတ်မှုမရှိတာလဲမြေဝါထင်ထင်တွေ့နေရပြန်ပါတယ်ဒီလိုနဲ့ကြားဖြန့်စီးပွားရေးကြောင့်အာဏာသိမ်းလက်အောက်က BGF ဟာစီးပွားရေးကိုလက်နဲ့လူတို့အင်အားကိုတောက်တင်းခဲ့တာတော့ညင်းမရပါဘူးရခင်က BGF ကိုတပ်ရင်း73ရင်းတပ်နယ်4နယ်နဲ့ဖွဲ့စည်းထားပြီးတပ်ဖွဲ့ဝင်အင်အား9000ကျော်ရှိကြောင်းခန့်မှန်းထားကြပါတယ်2021ခုနှစ်စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာတော့တပ်ရင်း60ကျော်ထိတိုးချဲ့ဖွဲ့စည်းထားနိုင်ပြီးအင်အားက1000ကျော်ထိရှိလာပါတယ်ဒေတာတွင်သတင်းစာမျက်နှာအချို့ကတော့ KNA အဖြစ်ပြောင်းလဲမဲ့ဖြစ်စဉ်မှာမြဝတီကုံသွေးရေးဆောင်ရှိတရားမဝင်နေဆက်ကုံသွေးရေးခိတ်များကိုအထက်ကထိန်းချုပ်ထားတဲ့
ဗိုလ်မှူးချုပ်မော်တူရဲ့ BGF တပ်နယ်၄မှတပ်ရင်းများမပါဝင်ကြောင်းဆိုတာကိုလည်းဖော်ပြနေကြပါတယ်ဒီလိုခင်းကျင်းတွေမဖြစ်လာခင်အချိန်က2025ခုနှစ်ဇူလိုင်လအတွင်းမှာမြိုင်ကြီးငူအထူးဒေသမှာပြုလုပ်တဲ့ဆွေးနွေးပွဲမှာတော့ BGF ဥက္ကဋ္ဌဗိုလ်ချုပ်စောထွန်းလှိုင်းအထွေထွေအတွင်းရေးမှူးချုပ်ဗိုလ်ချုပ်စောချစ်သူဗိုလ်မှူးချုပ်စောမောတူဗိုလ်မှူးချုပ်စောတင်ဝင်းစတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေဟာ BGF ကနေ KNA အဖြစ်ပြောင်းလဲသွားဖို့ဆွေးနွေးခဲ့ကြတာလည်းရှိပါတယ်။ကရင်နိုင်ငံရေးလိလာသူတယောက်ကတော့ BGF ကတော့ KNA တစိတ်ကိုပြောင်းမယ်လို့ကတော့ကြွေးကြော်ထားတာကြားပြီလေ။တရားဝင်မကြေညာတာပဲရှိတယ်။နေချားဆောက်တက်သည့်စစ်အုပ်စုရဲ့အခိုင်စီခံလက်ဝေခံအဖွဲ့အစည်းကနေအဲ့ဒီကမှတစ်စိတ် KNA အဖြစ်ပြောင်းလဲလိုက်တဲ့ပုံမှာတစ်စိတ်ပြောင်းယုံတင်မကပဲလက်တွေ့လှုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေက KNA လို့တပ်ပြီးတော့ကရင်ပြည်နယ်ကိုကိုစားပြုပြီးတော့ကရင်ပြည်သူလူထုကရင်အမျိုးသားရေးကိုကိုစားပြုတဲ့နာမည်ကိုယူပြီးမှစစ်အုပ်စုရဲ့အလုပ်ကိုလုပ်နေမယ်ဆိုရင်တော့ဒါကတော့အဆင်မပြေဘူးကရင်အမျိုးသားတပ်မတော်ဆိုတဲ့နာမည်ကိုတက်လိုက်ပြီးတော့စစ်အုပ်စုခိုင်းသမျှလုပ်နေရင်တော့ကရင်တမျိုးသားလုံးရဲ့ဂုံတိတ်ခါနဲ့မိခင် KNU ရဲ့ဂုံတိတ်ခါကိုချတာနဲ့အတူတူပဲလို့ပြောချင်တဲ့အကြောင်းသူကသုံးသပ်ထားပါတယ်ထူးခြားချက်တစ်ခုကနောက်ထပ်တစ်ဖွဲ့ဖြစ်တဲ့ DKBA မှာဆိုရင်လဲခေါင်းဆောင်စောစတီကိုဒီဇင်ဘာ25ရက်နေ့မှာပဲအနားယူစေခဲ့ပြီးစောရွှေဝကဦးစီးချုပ်ဖြစ်လာတာပါစောရွှေဝ DKBA ဦးစီးချုပ်ဖြစ်လာတာနဲ့တပြိုင်နက်ကရင်လက်နက်ကင်ပြန်လဲပေါင်းစည်းရေးအတွက်ရည်မှန်းချက်ရှိကြောင်း DKBA စစ်ဦးစီးချုပ်တစ်ကပြောထားတာလဲရက်ပိုင်းတွင်ပဲရှိပါသေးတယ်ကြားဖြန့်ကြောက်စီးပွားရေးတောက်တင်းခဲ့တဲ့ BGF DKBA တို့ဟာကျင်းတဲ့ကြက်တဲ့ရောက်နေချင်းလို့သေချာနားလည်ရပြီးကိုကန်ကောင်းဆောင်ဖယ်ဆောက်ချိန်မိသားစုတို့လိုပဲစစ်အုပ်စုကဒီအဖွဲ့ခေါင်းဆောင်တွေကိုတရုတ်ထံထိုးကြွေးတော့မလားဆိုတဲ့ထင်မြင်ချက်တွေဟာအခုလမှာပဲဇော်မင်းထွန်းကပြည်ဖောက်ထုတ်မဲ့အကြောင်းစကားတွေကြောင့်ပိုပြီးထင်မြင်စရာဖြစ်လာတာကတော့အသေးချပါပရိသတ်များခင်ဗျာပြီးခဲ့တဲ့နှစ်2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့ကတည်းက BGF အနေနဲ့စစ်တပ်စီကရိတ်ခါနဲ့လစာပံ့ပိုးမှုတွေမယူကျင်တော့အကြောင်းတရားဝင်စာတင်ခဲ့တာပါအဲ့ဒီနောက်2025ဇန်နဝါရီလ23ရက်နေ့ကကရင်ပြည်နယ်ဖအံမှာအကြမ်းဖက်အာဏာသိမ်းတပ်ဒုကောင်းဆောင်စိုးဝင်းနဲ့ BGF အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးစောချစ်သူတို့တွေ့ဆုံခဲ့ပါတယ်။ဒါလည်းပြတ်သားတဲ့ရည်တည်ချက်တွေသို့မဟုတ်ထင်ရှားတဲ့ပြောင်းလဲမှုတွေဖြစ်မလာခဲ့ပါဘူး။အခုတော့အားလုံးသိကြတဲ့အတိုင်းတရုတ်ကောအမေရိကန်ရောထိုင်းရောဝိုင်းပြီးအာယုံစိုက်လာတဲ့ကြားဖြန့်ရေးမှာတော့အာဏာသိမ်းစစ်အုပ်စုဟာသူသာမမချာချာရှိဖို့ဆိုရင်ဘယ်သူတသေးပြည်ဖောက်မယ်လို့ထုတ်ပြောခြင်းနဲ့အတူ BGF မှာ KNA ဒီတခါတကယ်ပဲပြောင်းဖြစ်ပြီလားပြောင်းလဲပြီဆိုရင်တော့ရည်တည်ချက်ကစစ်အုပ်စုကိုတစ္ဆာမခံတော့ပဲအာခံတော်လှန်ရဲပြီလားစတာတွေဟာဒီနှစ်တစ်ထက်မှာစိတ်ဝင်စားစရာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်ခင်ဗျာ